အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိတ်ဆွေတို့ရဲ့ကားတိုင်းကွက်ထဲမှာမြင်နေရတဲ့စီမီဘတ်ပုံစံနဲ့ဆိုင်လေးအကြောင်းကိုပြောပြပေးချင်ပါတယ်ဒီမီကို engine wide pressure ဝင်နေလိုက်လို့ခေါ်ပါတယ်ပုံမှန်ကတော့ကားဆက်နိုးလိုက်ရင် engine wide pressure ဝင်နေလိုက်ကကားတိုင်းကွက်ထဲမှာခဏလင်းလာပြီးတော့ပြတ်ပြောက်သွားလေးရှိပါတယ်ဒါပေမဲ့ engine wide pressure ဝင်နေလိုက်ကပြန်ပြောက်သွားတာမျိုးမရှိဘဲနဲ့ဆက်ပြီးလင်းနေတာမျိုးဒါမှမဟုတ်ကားမောင်းနေရင်လည်းရုတ်တရက်လင်းလာတာမျိုးဆိုရင်တော့ပထမဦးဆုံး engine wide ရဲ့ level ကိုစစ်ဆေးပြီးတော့လိုအပ်ရင်ပြန်ဖြည့်တာမျိုးတွေကိုပြုလုပ်သင့်ပါတယ်ဒါပေမဲ့ engine wide ကရောနေတာမျိုးမရှိဘဲနဲ့ engine wide pressure ဝင်နေလိုက်ကနင်းနေတာဆိုရင်တော့engine wide level ရဲ့စနစ်မှာတစ်ခုခုချုပ်ရင်းမှုတွေရှိနေနိုင်တာကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါဆိုရင်တော့နိစ္စရာစစ်စကီတရားဝင်အရောင်ပြခံတွေကိုဆက်သွယ်ပြီးတော့စစ်ဆေးမှုတွေတွားရောက်ပြုလုပ်သင့်ပါတယ်တခုအကြံပြုချင်တာကတော့ engine wide နဲ့ပတ်သက်ပြီးမလိုလားအပ်တဲ့ကိစ္စမျိုးတွေမဖြစ်ရအောင်Suzuki ကနေပြီးတော့သတ်မှတ်ပေးထားတဲ့အချိန်ကာလအလိုက်စစ်ဆေးမှုတွေနဲ့ engine wide လဲလှယ်ခြင်းတွေကိုပုံမှန်ပြုလုပ်ပေးဖို့အကြံပြုလိုက်ပါရစေရှင်